La vi so contrapie Okay da re ma okay da re pe pe Asim pie da re asim pie da re nam le Mwe vi so yin lu so a kong long me Tengok ngod ye ye chan ne du re ji beသမီးတို့နှစ်ယောက်ကိုပြောစရာရှိတယ် ပြောရဖြစ်ဘာပြောမလဲဖြစ်ဒါမင်းမိုက်မို့လားဖြစ်ဟဲ့ဒါပေမဲ့ဒီဟိုင်းကမီလို့လို့ကျုံတော့ ။ဩငါသမီးတွေသဘောတူလဲထင်မှာပဲယူမှာပါ။အာဒီနှကောင်လောက်လာပြန်ပြီငါ။စကားကောင်းပြောမလို့နော်။အေးသမီးတို့ရဲ့ရက်ကြော်ရွာကြော်ဆိုတဲ့နာမည်ဆိုးကြီးကြောင့်ဟိုရွာတဲ့လူတွေအကုန်လုံးငါသမီးတွေကိုကြောက်။ဟေးအဲ့ဒီအချင်းဆိုးတွေကြောင့်သမီးတို့ရဲ့ဘူရာမောဖြစ်တော့ဒီလေသမီးတို့ရဲ့နာဘက်တော့ရှင်ကြီးရဲ့ ။အော်ဖေးရတယ်ရင်မလေးပါနဲ့။သမီးတို့ကပျော်တတ်တာရဲ့မခံချင်စိတ်ရဲ့အကြောင်းတော့အမားကြီးလုံးရပါ။ဒါလုံးကြီးလည်းဘာမှမဖြစ်သွားမှာမဟုတ်လား အဲ့ဒါလောက်လေးနဲ့ဘာမှမဖြစ်ဘူးဆိုရင်ရွာသားတွေရဲ့စိတ်ထဲသမီးတို့ဘယ်ယုံကြည်တော့မလဲအမျိုးသမီးကောင်းတရားဆိုရင်ရုပ်ရည်စတာပေါ်မှာမဟုတ်ဘူးရဲရွာအကျိုးဘယ်လောက်လုံးနိုင်လဲဆိုတာကြည့်ရမယ်ငါသမီးလေးနဲ့ဘယ်သူမှဒုက္ခမပေးဘဲနဲ့အခါလူကြီးကြည့်ပါရကျိုးရွာကျိုးကောင်းအောင်လုပ်တယ်လို့ဆိုတော့ရကျိုးရွာကျိုးစိုးအောင်လုပ်တယ်လို့တော့လူမိုင်းဒါတွေကိုငါသမီးနှစ်ယောက်ကိုကွဲပြားသိစေ ဟုတ်ကဲ့ပါဖေဖြစ်စေခြင်းဒီပါမယ်တမီး ။ဟုတ်တယ်ဖေ။မနှက်ဖြန်စားပြီးသမီးတို့ညီမနှစ်ယောက်ရဲရွာကျိုးတဲဖို့နဲ့အမျိုးကောင်းသမီးတွေဖြစ်အောင်ကြိုးစားပါမယ်ဖေ။ဂတိကိုပေးတယ်ဖေ ဒါဘေးဝမ်းနာပါလေတာတူပါဗျာ ။ဖေဘာဖြစ်လို့တစ်ခေါက်ဖက်လဲ မချင်းနေသေးဘူးလေ ။အော်ဖေရတယ်လုံးပြီ မမဟိုမအန်ဒီတရားအေးဟုတ်တယ်အဲ့တို့ရွာတော့မဟုတ်ဘူးဘာကူညီလို့လည်းမသိဘူးနော်အေးတော့မကြည့်အောင်တော့မယ်နော်မမမြင်လား။အန်ဒီက အန်ကြီးဒီရွာမဟုတ်ဘူးထင်တယ် မဟုတ်ပါဘူးကွယ်မျိုးကလာတာပါ အော်အန်ဒီဘယ်လိုလာလဲမသိ ဟုတ် ဘူး လေဒီကမှအန်တီတူကမနှင်းဆိုတာရှိတယ်အဲ့သွားမလို့ ။အော်ရွာလေကောင်းကမနေ ဟိုတပီးကမနှင်းနဲ့တည်တာလား ။ဟုတ်တယ်ဖေ အော်ဒါဆိုရင်အန်တီကိုလိုက်ပို့ပေးပါလား ။ဟုတ်တယ်ဖေပါပါပါ။ဒီရောက်တာတော့ ဒီဖားလေးတင်းတင်းပါလေအေး အာမင်းကလည်းကွာချမှာဗောအေးအဲ့ဒါပြောတာလေငါတို့ဒီကဘောပွဲလေးကောင်းတယ်ဟေးဟော Okay da re ma okay da re pe pe Asim pie da re asim pie da re nam le Mwe vi so yin lu so a kong long me Tengok ngod ye ye chan ne du re ji be ဩဃာသဩဃာသဩဃာသကာယကံဝစီကံမနောကံတပ္ပဒေါသကတိန်သောဖြစ်တယ်ဟုတ်ပါလို့ဒီမှာတတုံးမာယံပြည့်ရှိကားရဲ့နုငါးပါးဝိပတိတရား၄ပါးဇမရာတရား၅ပါးတို့မှာအခါခါ မိမကြီးဟဲ့မိမ ဘာတော့ယောက်ျားကြောက် ဟာညလည်းဘာလုပ်လဲသွားဖို့နောက်ကျနေပါဆိုမ ဟောဝေးစားနေပါလေလဲရသေးတယ်လေတော့ ဒီကောကလောလက်စားတွေတိချက်သိမ်းပြီလား တိုင်းထားတယ်ဒီထဲမှာဒီမှာကြည့်ရှက်ပိုင်းစိတ်မချဖြစ် အ
စိတ်မချတာမဟုတ်ဘူးလေသွားမဲ့လမ်းခီးမှာခိုးစုလူလိုက်ကပေါ်လေအဲ့ကြောင့်နင်းကိုစိုးရင်လို့ပြောနေတာ အေးလေကုန်ထားကြအသိမ့်ပြီး ပြီးသွားမယ်နင်းသွားတာမဟုတ်ဘူးအေးရဘယ်လိုလုပ်မလဲ ဩအင်းရလားကြီးတော့ဘူးရှိရလေသူ့အခက်တယ်လေ ဟောအေးရလည်းဖြစ်တာနော် သာဓုသာဓုသာဓုပါဗျာ မလိုက်ကြီးတော့ရေသမီးတို့လေဟိုဘက်ရွာကိုသွားစရာလေးရှိလို့အဲ့ဒါကြီးတော့အိမ်အခက်စင်တော့ သွားကြနော်စိတ်ချလက်ချသွားကြီးတို့ကဒီဘဲမှမသွားဘူးအိမ်မှာဥပုသ်ဆောက် တာဓုပါကြီးရ အဲ့ဒါတားလို့ခွင့်ပြုနော် သွားကြသွားကြ ဟုတ်ကဲ့ စိတ်ချမယ်နော်ကြီးတော့ စိတ်ချစိတ်ချ ပါပြီနော်ကြီးရ အေး အော်အေးဟုတ်တယ်ညီမ တနာပါနော် အေးဟုတ်တယ်အဖေမှားထားတာလေတို့လေတကျိုးကဒီတဲဘိုးကမယ်လို့ပြောထားရလေ ဟုတ်တာ အဲ့ဆိုလို့ရှိရင်ညီမလေးနဲ့မမနဲ့အတော်မနိုင်မနှင်းဖြစ်နေအောင်တော့ကုတဲပေးလိုက်မယ်ကောင်းလား ကောင်းသားပဲမာကြီးဟာ တော့မယ်အဲ့ဆို ကိုတော်တော်ရတယ်လာတော့မယ်ဟာအဲ့ဒီဘယ်သွားမလို့လဲ ဟိုအဖေပြန်လို့တကူပဲ လို့ပြန်လို့အော်အခုပြေမိုးလာမှာအဲ့ဒါတဲပေးမယ်လေကိုတဲပေးမယ်လေ ကြကြတပီးတော့ ဟုတ်ပါဘူး။အဲ့ဒီပေးပါပါပါ။အဲ့ဒါလာပါ။ဒီလိုပဲပေးမယ်လာလာလာမလေးဒီမကုတ်ကောင်းပြီလေ။အပြင်ကြလေးလို့ဆက်နေနေ။ ငမျိုးတို့အိမ်ကအဖွားကြီးပါလားဟုတ်အမွေစိမ်မ2ယောက်ကလည်းအထုပ်တွေအပိုးတွေနဲ့သူတို့3ယောက်ရွာပြင်ကိုခတ်တုတ်တုတ်ထွက်သွားတယ်ဆိုတော့တခုခုတော့တခုခုပဲ ကြီးတော့ရေကြီးတော့သမီးတို့ပြန်ရောက်ပြီဟဲ့တကားလေးလည်းပွင့်လို့ကြီးတော့လည်းမတွေ့အပစ္စည်းရှာစီအောင်ကဟဲ့မလေးမလေးယောက်ျားကြီးလာပါဦးမလေးကျုပ်ပစ္စည်းတွေကုန်ပြီတော့ပါသွားပြီလားမလေးဟဲ့ ဘာဖြစ်လဲ ဒီမှာလေကျုပ်ပစ္စည်းတွေရှေ့တွေသိမ့်ခဲ့တာလေ ဒီတရားလေးပြတရားကြည့်တော့ ဟောဒီမှာရှာပြီးပြီတေချာရှာပြီးပြီမရှိဘူးဒီမှာရှေ့ဝတ်စားတွေပါမရှိတော့တာ ဟာဘာမှမဆိုင်ပါမရှိတော့ ဟုတ်တယ် ပစ္စည်းတွေမရှိတော့ ဟုတ်တယ်မရှိတော့ဘူး နေတော့လည်းမရှိတော့ မရှိတော့ဘူး ဟောဒါဆိုတော့တေချာလည်းနေတော့ခိုးရတာဝိုင်းပစ္စည်းတွေ ဩနေတာတွေငါတော့လောက်နေနဲ့တော့အခုပါသွားပြီဘယ်လိုလုပ်မှာတော့ အဲ့ဘယ်လိုလုပ်မလဲလိုက်ပါပေါ့ အေးပါ ငမျိုး ဟာကဲကောင်းပြီလာ ငမျိုးလာပါဦးပါပြီလို့မင်းတို့အိမ်ကဧည့်တယ်ဆိုလဲမိန်းမကြီးလေအဲ့ဒါမင်းတို့မရှိတဲ့နောက်ပိုင်းမှာဗာလေအထုပ်အပိုးတွေနဲ့ထွက်သွားတော့ငါမင်းတို့လာပြောတာ ဟာအဲ့ဒါဆိုတော်ပဲဗျာကျုပ်ရင်မှလည်းအခုပစ္စည်းတွေကျုပ်ဝင်စားတယ်ကျုပ်မိမလုံးလက်စားတယ်ဘာမှမရှိတော့ပါသွားပြီဗျာ အေးအဲ့ဒါကိုပြောမလို့ပြီးတော့ဟိုသူ့ကြောက်တည်းမဟုတ်ဘူးဟိုຢာတွေကလေအမိုးစိန်2ယောက်ရက်ကျော်မှနဲ့ရွာကျော်မှပါတယ်ဗျာသူတို့3ယောက်ပေါ်ပြီးတော့အထုပ်ပိုးတွေမနိုင်မနေနဲ့ခတ်တော့ရွာပြင်ထွက်သွားတာငါတွေ့တယ် ဟာတေချာပြီလောက်သွားပြီရက်ကြော်မှလည်းရွာကြော်မှ ဒီမှာတော့ရှင်မသိအောင်လို့ကျမမှာလေဖတ်ထားတဲ့ဆွဲကြိုးလေးကျင်ခဲ့လို့နောက်မို့ဆိုလို့ရှင်အဲ့ခါပါသွားပြီအဲ့ကြီးတော့နောက်ကို ဩတခါတည်းထည့်ပေးလိုက်ရမဟုတ်ဘူးဟာ ပါလာကောင်းရတယ် အခုဘယ်လိုလုပ်ကြ ဘယ်လိုလုပ်ရမလဲလူကြီးတော့တိုင်ပါရမှာပေါ့ငါကိုယ်တိုင်ဥစားပြီးလိုက်တိုင်ရမယ်ဟုတ်ပလား ဒါလိုက်ပြန်တော့မယ် အမလေးအမွေစိန်နှကောင်ဟမ်
ဟာကြည်စမ်းမအောင်ဗျာလေးကွာတွေရောဟွာတွေရောဟမ်နင်တို့လည်းအိမ်မှာတစ်ချက်လေးမှမကဘူးကဲပြောစမ်းမအောင်အခုလဲဘသူ့ကိုမှွေပြီးပြန်လာကြတာ သူမှမွေပါဘူးဖေရဲ့ရက်ရွာကျိုးဆောင်ရွက်ပြန်လာတာဟုတ်တယ် နင်တို့နေရော ဟုတ်တယ်မြို့ ရက်ရွာအကျိုးဆောင်ရွက်ပြီးတော့ ဟုတ်တယ် ဘာတွေများဆောင်ရွက်ကြလဲ ဟိုမနေ့အိမ်ကိုလာလဲတဲ့အတော်ကြီးလေအဲ့ဒီတော့ရက်ဒီနေ့လမ်းမှာတွေ့တော့ထုတ်တွေဘူးအများကြီးနဲ့လေးနေတော့တမီးတို့ကောင်းစိတ်လိုက်ပို့ပေးလိုက်တာ အော်မနေ့လာလဲတဲ့အတော်ကြီးကအချုပ်တွေဘိုးတွေမသေးတိုင်းလို့ဟိုတဲပြီးတော့ကားဂိတ်ကြီးလိုက်ပို့ပေးတာအော်ဟုတ်ကြရဲ့လဲ ဟုတ်တယ်ဖေရဲ့ အဲ့ကမယုံသိငါနဲ့ အာအေးပါဟိုယုံတော့မယုံတော့နဲ့တော့ဟိုယုံတော့ယုံလိုက်မှာပေါ့အေးလေငါသမီးတွေရကြိုးရွာရိုးတဲဖို့လာတယ်ဆိုတော့လေဒါဓု ဒါမျိုးတော့တူရ မနောက်နဲ့ကဲအဲ့တော့ငါသမီးတွေပြန်မလာတယ်ငါအခန်းထဲသွားနိုင်ကြနော် ဟုတ်ပြီတတားဖေ ကဲလာကောဦးကြီးဘာဖြစ်လာကြပြီဒီလေများနဲ့ပြဿနာတက်လာကြတယ် မဟုတ်ဘူးအုပ်ကြီးအခုကရွာမှာခိုးမှုဖြစ်တော့အုပ်ကြီး ဟာကွာငါရောဘယ်တော့မှတောင်းမဖြစ်ခဲ့ဘူးဘယ်ရဖြစ်တာ ဘယ်ရဖြစ်ရမှာလဲဦးကြီးကကျုပ်တို့လင်မြမြောက်ရဖြစ်တာ ဟုတ်ကြီးကျမရဲ့နေလာဆူဆောင်ရတဲ့ဟာဒီအကုန်ပါသွားပြီဟုတ်ကြီးရဲ့ ဘာခေါ်မလဲ အခုကတော့မမိလိုက်ဘူးဦးကြီးက ဒါဆိုဘလူးလည်းသိလား အခုကဘယ်လိုလဲဆိုတော့ကျွန်တော်တို့လာရတဲ့ဧည့်သည် ဟုတ်တယ်အုပ်ကြီးသူ့ဧည့်သည်နဲ့အတူဒီရွာကဟိုအမွှေးစိန်တစ်ယောက်ပါပေါင်းပြီးတော့၃ယောက်ပါပို့လာတယ် မင်းသိရရဲ့လား သိကြပါလေအုပ်ကြီးကျွန်တော်မျက်စိနဲ့တက်အပ်နေခဲ့တာ ဒါဆိုတော့သူ့ကိုပေါ်မရ ဟုတ်တယ် ဝင်လာတယ်ဟယ်လို အေးအောင်စီလား ဟုတ်ကြီးပြောပါဗျာ အေးဒီမှာပြဿနာတက်နေတယ်မင်းသမီးအမွေတွေနဲ့ခေါ်ပြီးတော့အခုချက်ချက်ကားလေးလာခဲ့ ဗျာအော်ဟုတ်ကဲ့လာခဲ့မယ်အမွှေးဆိုင်နလား ရှင်းဖေ ဟဲ့တော်တော်မွေးလာတယ်လာအုတ်ကြီးရဲ့ကိုသွားမယ် ဘာဖြစ်ရမလဲကွာဒီမှာမင်းပြောတော့မင်းသမီးတွေလိမ်ပါနေပြီဆို ဖလိမ္မာနေပြီလေဗျာ ဘယ်လိမ်ပါမလဲကွာဒီမှာသူတို့အိမ်လာတဲ့ဧည့်သည်နဲ့ပေါင်းပြီးတော့ဒီမှာခိုးဖို့ပြလို့ငါလာတိုက်နေတာအာမတူလို့လက်ချင်စီတို့ပြောတော့ဒီလိုချက်ကျူးရယူတဲ့ဖို့နေရဆို ဟုတ်တယ်လေ အခုသူများအိမ်လာတဲ့ဧည့်သည်နဲ့ပေါင်းပြီးနေတော့တခိုးပြနေပြီ ဟုတ်တယ်ဦးအောင်စီကျမအိမ်ကလက်ဝတ်လက်စားတယ်အဝတ်စားတယ်အကုန်လုံးသူတို့ညနဲ့ကျမအဲ့တိုင်နဲ့ပေါင်းပြီးတော့ခိုးသွားတာ ဟဲ့လာဘူးလက်ကြမမီပဲနဲ့နော်ရန်ရန်ဆွဆွဲမနေနဲ့ငါတို့နေထားဘူးငါတို့နေထားတွေကခိုးစားမယ်နေထားလား ဟုတ်တယ်လေခေါ်စားကြရလားမနေ့စကားဆင်ញင်ပြီးပြောနော်ဟုတ်တယ်မနေ့ဒီမှာကျမတို့လေမတော်မတရားဆွဆွဲတော့လေမနေ့ကအသေးဖြတ်မှုနဲ့တရားဆွဲပြင်မှာ ဟဲ့ဒီမှာရဲကြုံမလဲကြပါနေတို့နှစ်ယောက်ပေါင်းပြီးငါရဧည့်သည်နဲ့အထုပ်တွေထမ်းထုတ်ရတာငါမှမျက်မြင်သက်သေရှိတယ် ဟုတ်တယ်မျက်မြင်တက်တယ်တော့ငါပဲညီတို့မြောက်အဲ့ဒီဧည့်သည်နဲ့ပေါင်းပြီးတော့သူ့အထုပ်တွေကိုလေတုတ်နဲ့ညီတို့ဝိုင်းတယ်ပြီးတာငါကိုလည်းမြင်တာလေ ဩဘာအများလဲအဲ့ဒါရက်ကျိုးရလို့ဆိုတဲဖို့ဆောင်ရတာလေရွာလူတွေကလည်းနော်ရက်ရွာအကျိုးကိုလောက်ပြန်တော့လေတခိုးတယ်မလောက်ပြန်တော့လေဒုက္ခပေးတယ်တဲ့အမျိုးမျိုးရင်လာပြောနေတပြက်ဘယ်လိုနေရမှာ ဘယ်လိုနေရမလဲဟာဟိုနေတော့ကူညီလိုက်တဲ့ဟာတခိုးပြနေတယ်လေ အော်တခိုးဆိုပြီးတော့လဲမဲမှာဆိုင်းပုတ်ထိထားမှာမဟုတ်တာဟုတ်တယ်လေအဲ့တော့ရမနိုင်မနစ်ဖြစ်နေလို့တမီးတော့ကားကြီးလိုက်ပို့ပေးလိုက်တာပါ အဲဒီမှာဦးအောင်စီတီးလို့ပဲဖြစ်ဖြစ်မတီးလို့ပဲဖြစ်ဖြစ်အခုကိစ္စမှာခမရသမီးမြောက်ကူညီလိုက်လို့ကျုပ်အိမ်ကဧည့်သည်ကလည်းရှိတဲ့မြတ်ပစ္စည်းအကုန်ယူပြီးထွက်သွားပြီအဲ့တော့အဲ့ပစ္စည်းတံပိုးတိုင်းဦးအောင်စီရော်ပေးပါ ဘလူး ပြန်ရော်ပေးလို့ပြောနေတာခမရအောင် ရောပေးရမယ် ဟုတ်တယ်ရမှာပေါ့ဗျာ အောင်မလေးမြတ်စွာဘုရားရကြိုးရကြိုးကူညီပါလို့ပြောလိုက်ကူပဲကူညီတော့တခိုးတခါတော့ကူညီတော့ကားပါစနေကော ရက်ကြော်ရွာကြော် hey သူမတူတမှုထူးတဲ့ကလေးတွေရက်ကြော်ရွာကြော် hey လာပြီးဆိုကုန်ထွက်ပြေး okay တာတွေမ okay တာတွေဖေးဖေးအစင်ပြေတာတွေအစင်မပြေတာတွေနားမလဲမွေးပြီးဆို